မင်္ဂလာပါဒီကနေ့မှာတော့ CIP မိုးနေရေးသားထားတဲ့အာဂလူစာအုပ်ကလေးရဲ့နောက်ဆုံးပိုင်းဖြစ်ပါတယ်စင်းရဲသားဤဂုံမရှိလေလေအနေချောင်းလေလေလောက၌စင်းရဲခြင်းချမ်းသာခြင်းတို့၏အစဉ်တန်းသည်အစမတန်ကွာခြားလေသည်အလုပ်တိုက်တစ်ထေးမန်နေဂျာတို့၏လာကနှင့်၎င်းတို့၏အနေအစားတို့ကိုကြည့်လိုက်လျင်ဈေးစစ်ကြီးအလုပ်သမားတို့၏လာကသည်မြင့်မို့တောင်နှင့်တောင်ဖို့လောက်ခြားနာပါသည်တထေးမန်နေဂျာတို့3ပုံစားပုံအစိတ်စား20စားဒရဝွန်ပြတာတို့မြင်ရသောအခါ၎င်းတို့များသူတို့စားပစ်ထားလောက်ရရင်ဘင်္ဂလားမှာမကြခင်မြေပိုင်ရှင်တထေးဖြစ်မှာပဲဟုတွေးမိကြပေလိမ့်မည်သို့တော်လည်းပဲဤသို့ခြားနာခြင်းသည်ခြားနာခြင်းမျှသာဖြစ်၍စင်ရဲခြင်းချမ်းသာခြင်းနှင့်တစုံတရာမသက်ဆိုင်ပါကလားဟု၍တွေးတောမိသူများကနေပါကြလေသည်မီလန်နာဖြစ်ဘူးသူတယောက်ကမိမိသည်မီလန်နာဖြစ်စဉ်ကဒင်နာပါတီတွေအခမ်းပွဲတွေနဲ့နေ့စဉ်နေရသည့်အတွက်ညီးငွေ့သဖြင့်နှစ်စဉ်ရုပ်ဖြောက်ခါမထင်မရှားစင်းရဲဟန်ဆောင်၍တိမ်တိမ်ငယ်ငယ်ဟိုတယ်များမှာ3လ4လစသဖြင့်အားလက်ခွင့်ယူကြောင်းမိမိမှာစီးပွားဆုပ်ယုပ်မီလနာအဖြစ်မှပြုတ်၍ရွှေတကားပေါင်း2000မြလက်ဝဲကြံရှိသောအခါ၌ငါခွေးဖြစ်ပြီးငါဘယ်ပုံအသက်မွေးရမည်နည်းငါကိုငါတက်၍တေဖို့သာရှိတော်သည်ကားဟုစိတ်ထဲ၌ထင်မှတ်အောက်မေ့မိကြောင်းနဲ့ပြောဘူးလေသည်ဤအကြောင်းကိုထောက်လျင်ချမ်းသာသူတို့၏ဝင်းဝါတောက်ပသောစည်းစိမ်ကိုမြင်ချင်းဖြင့်ငါတို့သည်စင်ရလှပေတကားဟုညှိတွားရန်မလိုချေအဘဲကြောင့်ဆိုသော၎င်းတထေးကြီးစည်းစိမ်ချင်းများမှာအဘဲမျှပင်ကောင်းစွာစားတောက်နေစေကမူတမင်းချမ်းနှင့်ငပိပုတ်ကိုထုတ်ကာနွားကြောင်ရင်တောထဲ၌စားတောက်သောနွားကြောင်သားပွဲရန်ထက်အခါခတ်သိမ်းပုံမမြိန်ရှိလိမ့်မည်မဟုတ်ချေတောကျုံအောင်ကြားနေထိုင်ရသူများမှာတခါတရံနွားလေးတကောင်တလေတေသည့်အခါကြမှဓားကလေးကိုခါး၌ထိုးကာကထောင်းကိုမြောင်ကြိုက်ပြီးလင်တယောက်ကိုတယောက်မျက်စာပြက်ခါလက်ကုပ်ခါဖြင့်ဂျုံဂျိုချုံကြားသွားရောက်ပြီးလင်4ပေါင်4ဘက်ဖြဲ၍ဥအသေးကိုနှုတ်အဆုပ်ကိုဖြိုးမိုးခိုသားကိုလှီးကာနှက်ခမ်းတပင်ပြင်းနှင့်အသားရွဲလေးများကိုဆွဲကာညစာအတွက်တရွာလုံးမဲနှက်မှု့အောင်တိတ်တိတ်ပုံချက်၍စားကြသောသူတို့သည်ပတ်စံမရှိတိုင်းအတိပြီးချင်းတီးဟုသောရှေ့ဘုံကံဤအဟုန်ကြောင့်နောင်ခါပေးဈေးတယ်တို့ဤလာကာကိုချိန်ရွယ်ကာလာရောက်၍ပေးကြသဖြင့်အလေးပိန်တာချိန်ခွင်ညာမေးတဈေးကြီးစွာနှင့်ဝယ်၍စားကြသောရန်သူရန်ကုန်သားများစွာတို့ဤကြက်ဘဲဝက်အမဲပွဲယုံများကိုမြင်ရကြကသူတို့ရန်ကုန်သူရန်ကုန်သားများလွန်စွာအကောင်းစားနိုင်ကြသည်ဟုထင်မှတ်ကြပေလိမ့်မည်ရန်ကုန်သူရန်ကုန်သားများမှာမူမရှိလို့ရရာကိုစားကြသဖြင့်အာမရစိတ်မကြေအာဟာရမပြေဖြစ်ရသည်ဒုက္ခကိုမူကားတီးကြမည်မဟုတ်ချေကြားသည်တမင်တကောင်လုံးကိုစားသဖြင့်ကြွတကောင်ရသောကြောင်ထက်မကြွယ်ဝချေမရွာပဲမဲလိုက်ပါနဲ့ရွှေမိုးညိုရဲ့အသေးကြားအဆုတ်ကြားမှအာရပါရဟဲ့အော်၍စုံနိုင်သောလေသမားဤဒုက္ခထက်အယောင်တစ်ဖြက်ဖြက်စက်တန်ကလေးတထက်တက်နဲ့ပင်ကျွေးတွေပတ်နေသလားဘာလားဟန်လားအဆန်ကြွားလားမသိရသောကားကြီးရှင်ဤဒုက္ခမပူတတ်ပေမော်တော်ကားစီးသမျှလူများမှလည်းပဲအပြင်ပလေညင်းခံသဖြင့်ဒုက္ခနှင့်ပြည့်စုံလာပြီဟုမဆိုသာရင်ဝရှိလောင်စာမှတက်ကြွသောမိုင်းချက်ခိုးတို့သည်အဘယ်သို့အုံနောက်ကိုဖို၍နေကြသည်ကိုမြည်သူမျှမသိရပေကောင်းရွက်ဈေးသည်တို့သည်အငိမ့်ဟုသမျှကိုကြည်နိုင်သည်တုတ်တုတ်တန်ကြားလျင်သွားနိုင်ကြသည်ဥပုသ်တဲ့မှန်လျင်စောင့်နိုင်ကြသည်တထေးတကြွတို့မှမူကားဒီလိုကြွနိုင်စောင့်နိုင်ကြမည်ထင်သလားတို့ဖြစ်သောကြောင့်အထူးသဖြင့်ယခုခေတ်ကာလ၌မရှိမကြောက်လောက်ကန်ရောင်းချ၍အသက်မွေးနိုင်သောစင်းရဲသားဖြစ်ရခြင်းသည်တာ၍မြတ်သည်အကြောင်းမူကားကံမခံ၍တန်တိုင်ကြီးပြိုလဲသလို9000စားကြီးတွေ3000စားကြီးတွေတထေးပွဲစားကြီးတွေမန်နေဂျာဈေးကြီးတွေပြိုလဲကြီးကဈေးတောင်ခေါင်းရွက်ရမှာကလည်းခက်မရှိမကြောက်လှုပ်ရှားဖို့ကလည်းမလွယ်တောင်းလိုမြောက်လိုဖဲလိုအရက်လိုဘာကလိုအော်ဒါလိုအသက်မွေးအလွန်ကြက်သဖြင့်မင်းကတော့ကျုံပုံပေါက်ခွေးလာမကောင်းဟုသောအဖြစ်မျိုးသို့ရောက်တက်လေရာလှုပ်ရှားကင်စားစင်းရဲသားများကရှက်စရာလည်းမရှိကြောက်စရာလည်းမရှိဒုကံပတိအသောခံဝိဇယံခိမန်ဟုသောအဖြစ်မျိုး၌နေရသဖြင့်လူပေါင်းတက်လျင်အပေါ်စီမလိုက်နှစ်တူသောအထွတ်အမှုတ်တို့နှင့်လည်းရောနှောပေါင်းတင်မွေနောက်ယုံမက
မရှိလင်လဲစိတ်လိတ်ခုံမိချစ်ယုံတို့ဝင်၍အလွတ်လွတ်နိုင်ပြန်သောကြောင့်လွန်တရာစိတ်ချရသောဘဝတူဘဝမြတ်ဖြစ်လေသည်တို့ဖြစ်လေရာဂုံမရှိလေလေအနေချောင်လေလေဖြစ်သောကြောင့်အနေကျသည့်အမျက်စားဆိုသောဘဝကိုမရသဖြင့်မျက်စိတကြီးလဲကဝမ်းနှဲ၍နေသူတို့ကခါရဲကနာတာတာရင်ထဲကအောင်းတောင်တောင်းဟုညီးတွားသောမိမကိုအားကြကလင်ကိုလိုချင်သောမိမပြိုနှင့်တွေ့သဖြင့်အားကြဖို့မှားလေတော့သည်ရဲစိတ်မွေးနီမကြောက်တတ်သောကြောင့်ရဲစိတ်ရှိသည်မဟုတ်အစစ်မှန်ဘေးကိုမမြင်တတ်သောသူသည်တရေကမဟုတ်လူမိုက်သာဖြစ်လေသည်လူမျိုးတို့၏ကြီးပွားခြင်းသည်လူငယ်လေးများ၏စိတ်ထဲ၌ရဲသွေးရဲစိတ်မကြောက်စိတ်တို့ကိုပြိုးထောင်၍ပေးရခြင်း၌တည်စေသည်အကြောင်းမူကားလွန်မြောက်ခြင်းသည်တရေကောင်းအာစာနီတို့၏အစွမ်းသာရနိုင်သောအရာဖြစ်သည်ယခုအခါမြမပြည်ရှိရဲစိတ်ကိုပြိုးထောင်ခြင်းသည်အတန်ငယ်လမ်းလွှဲ၍နေသည်ကိုတွေ့ရှိရလေသည်ရဲစိတ်အစားယုံညံ့သောဆဲစိတ်ကိုအားပေးအားမြောက်ပြု၍နေကြလေသည်ရဲစိတ်ဆိုသည်မှာတန်ရှင်းသောကစားစိတ်၌ပါဝင်လေသည်အမြောက်ကျ၍ဆဲဆူရရွတ်သောအတက်ကိုအားပေးခြင်းသည်ရဲစိတ်ကိုပြိုးခြင်းမဟုတ်ပေတကယ်အစွမ်းပြိုင်သောကစားပွဲများအားပြိုင်သောဖြူစင်တန်ရှင်းသည့်တကယ်အလုပ်များကိုအသေးငယ်မှအကြီးကျယ်သို့ရောက်အောင်လေ့ကျင့်မိန်ကြားခြင်းပြိုင်လှုပ်ခြင်းသည်သာလျှင်အစွမ်းတတ္တိတကယ်တိုးတက်နိုင်လေသည်ယခုအခါ၌ကကြောက်စရာဘေးရန်တဲ့တစုံတရာမရှိသောအလုပ်များ၌အဟုတ်တကယ်ကြောက်စရာကောင်းသောအလုပ်များပါဝင်စေခြင်းဖြင့်ကြောက်စိတ်ကိုပြိုးနေကြလေသည်ကလေးလူငယ်ကိုစီတန်းလမ်းလျှောက်ရာ၌ပါဝင်စေခြင်းသည်ရဲစိတ်ကိုလေးကျင်ခြင်းမဟုတ်ဗလက်၏လက်နက်များနှင့်တွေ့၍အသေးချေပစ္စည်းခြင်းများဖြစ်သည့်အခါဓမ္မရာသဘာဝဖြင့်လူငယ်များကြောက်စိတ်ဝင်နိုင်ကြလေသည်သို့တော်လည်းပဲအများအားဖြင့်ထိုအရာများကိုမြင်လေရှိသောအခါရဲ၍လာလိမ့်မည်ဟုမှတ်ထင်ကြသည်စင်စစ်အားဖြင့်တော့ကဓမ္မရာသဘောတရားအားဖြင့်ကြောက်မက်ဖွယ်ကောင်းသောအပြုအမူတို့ကိုမြင်ရသည့်အခါရဲစိတ်မပေါ်နိုင်ကြောက်စိတ်သာပေါ်မည်ဖြစ်လေသည်ငယ်ရွယ်စဉ်အခါ၌ရရှိသောကြောက်စိတ်သည်အတွင်းစိတ်၌အမြင့်တဲသောအခါကြောက်စိတ်ကြောက်မြက်အမှန်စင်ဆက်တိုးတက်တန်ဆွမ်းမြည်သာသည်ခုံပြိုင်ပြေးလွှားခြင်းတယောက်ကိုတယောက်နိုင်အောင်စွမ်းအားပြန်သည့်ကစားခြင်းအပြင်အလုံးမှာကြောက်စရာမရှိသဖြင့်ကြောက်စိတ်မျိုးစစ်သည်မတည်နိုင်ပေကြောက်သောစိတ်ကိုရဲသောစိတ်ဖြစ်အောင်လုပ်၍ပေးရသည်ရဲစိတ်ကိုနှိုးဆော်နီးမှာဘေးရန်တည်းတွေ့ရလိမ့်မည်ဟု၍မှတ်ထင်ရလျက်အဟုတ်တကယ်မတွေ့သောအလုပ်များဖြစ်လေသည်ဥပမာဆိုသောကလေးများသည်အမောင်ကိုကြောက်တတ်ကြသည်မောင်ထဲ၌ကြောက်မက်ဖွယ်သောဘေးရန်တည်းတွေအမျိုးမျိုးရှိသည်ဟုထင်မှတ်ရလေသည်တရေတပည့်ကြားကြီးမွေကြီးကဲ့သို့သောဘေးရန်တည်းများရှိသည်ဟုမှတ်ထင်ကြသည်ထိုကဲ့သို့သောနေရာမျိုးများကိုတကိုယ်တည်းတွားဝွန်အောင်အားပေးအားမြောက်ပြုရလေသည်ဘေးရန်တည်းကိုအတင်းဝင်၍တိုးခြင်းသည်ရဲစိတ်မဟုတ်ပေမိုက်စိတ်ဖြစ်လေသည်ရဲသောစိတ်သည်ကအလုတ်တစ်ခုခု၌ဘေးကင်းကြောင်းအမှန်တည်ခြင်းဖြစ်လေသည်ကြောက်စိတ်သည်ဘေးရန်တည်းမရှိသောအလုတ်၌ဘေးရှိသည်ဟုမှတ်ထင်ကာမလုတ်ဖဲနေရခြင်းမှလွတ်မြောက်လေသည်တွေးကြံသောအန်တရမရှိသောအရာ၌ဘေးရန်တည်းတို့ကိုရှာကြံတွေးမြင်တတ်ခြင်းသာလျှင်ကြောက်စိတ်ဖြစ်လေသည်အချို့သောတရေကောင်းများသည်ဆက်ထွက်ရာ၌ကြောက်ရွံ့ကြသည်သို့တော်လည်းပဲညံနှင့်ဆင်ခြင်းကဤမျှလောက်သောဘေးကိုငါနိုင်သည်ငါမလွတ်နိုင်သောဘေးမဟုတ်ဟူသောအသည့်မျိုးကိုရရှိသောစွန့်စားခြင်းဖြင့်တရေကောင်းဖြစ်ကြလေသည်မကြောက်သောကြောင့်စွန့်စားသည်မဟုတ်ပေအဆက်မှန်ဘေးကိုမမြင်တတ်သောသူသည်တရေကောင်းမဟုတ်လူမိုက်သာဖြစ်ကြလေသည်တို့ဖြစ်လေရာကြောက်စိတ်ကင်းအောင်လှုပ်ခြင်းသည်ဘေးမရှိသောအရာများ၌အန္တရာယ်ရှိသည်ဟုပြောဆိုကာဖျက်၍မချောက်ခြင်း၌တည်ရှိလေသည်ဘေးအန္တရာယ်မရှိသောပလက်၏လက်နက်အောက်သို့အရန်တိုးခြင်းသည်တရေကောင်းအတက်ကိုတီးခြင်းမဟုတ်ပေတကယ်ဘေးနှင့်တွေ့သောအခါအမြဲမပြတ်တသက်ပတ်လုံးတည်သောအကြောင်းကြောင့်ဖြစ်လေသည်မိန်းကလေးများကိုစင်မြင့်ပေါ်၌တင်ကာအစဲတရားများကိုဟောခိုင်းလျက်လူကြီးများကအောက်မှနေ၍လက်ဝါးလက်ခုပ်တီးခြင်းဩဘာပေးခြင်းရဲရဲတောက်မီဟိတ်ချီကျူဩဘာပေးခြင်းမျိုးသည်ကရဲရင်ချင်းအတက်ကိုတင်ခြင်းလည်းမဟုတ်အမြောက်ကြိုက်စော်ကားတက်သည်ကိုတင်ခြင်းဖြစ်လေရာမကောင်းသောတက်ပင်ဖြစ်လေသည်ကမ္ဘာဓမ္မရာအားဖြင့်လူကြီးကိုလူငယ်ကယူသေးရသည်ဤတဘာဝတရားကိုချင့်ကျင်၍လူကြီးကအောက်လူငယ်ကိုမြောက်ပေးခြင်းသည်လူကြီးများကမိမိတို့ကိုအယုလုပ်ခြင်းနှင့်တူသည်စင်စစ်အားဖြင့်အကျိုးမများလူငယ်များကိုလူစော်ကားသူဖြစ်အောင်ဖန်တီးခြင်းဖြစ်လေသည်လူစော်ကား၏အလုပ်ဖြင့်
တိုင်းပြည်များလွတ်မြောက်ချမ်းသာသည်ဟုကြားဘူးပါ၏လောအမြောက်ကြိုက်သူများ၏အစွမ်းဖြင့်တစုံတရာဖြစ်မြောက်ပါ၏ဟုကြားဘူးပါ၏လောဆဲဆိုခြင်းသည်ကမ္ဘာဓမ္မတာအားဖြင့်စိုးသွမ်းယုံမှသောအလုပ်ဖြစ်လေသည်ယခုအခါဆဲဆိုခြင်းသည်ရဲရဲတဟုဩကာအားပေးကြသည်မှာမိန်းကလေးများကိုအစဉ်တမ်းမြင့်၍ပေးခြင်းဖြစ်သည်ဟုဆိုနိုင်ပါမည်လားရွတ်နုချိန်ကြီးကျယ်သောအရာဟုသည်များသည်ပြိုရွယ်သူတို့၏အစွမ်းကြောင့်သာဖြစ်သည်ပြိုရွယ်သောသူတို့၏တဏ္ဍ၌ချစ်ဖွယ်ရာအကောင်းဆုံးသောလက္ခဏာတစ်ခုရှိသည်ထိုလက္ခဏာသည်အခြားမဟုတ်မိမိတို့၏ရှေ့၌အမှောင်ကိုမမြင်တတ်အလင်းကိုသာမြင်တတ်သောကြည်လင်လက်ဆက်သောဆရာထက်သန်ခြင်းပေသည်၎င်းတို့သည်မိမိ၏ရှေ့၌ဆုံးရှုံးပျက်စီးခြင်းကိုထင်တွေး၍မမျှော်အောင်မြင်ကြီးပွားခြင်းကိုသာလျှင်လာမင်းကိုရှုမျှော်သလိုပင်မျှော်ကြလျက်အားတက်ကြသည်ဤကဘာကြီးသည်ပြိုရွယ်သူတို့ကိုအမြဲဖန်ဆင်း၍နေသောကဘာကြီးဖြစ်သည်ထိုကဲ့သို့ဖန်ဆင်း၍နေရခြင်းဖြင့်ဤကဘာလောကကြီး၏ကြီးကျယ်မြင့်တိုးခြင်းခီး၌ပြိုရွယ်သူတို့သည်အဘယ်မျှလောက်ရေးကြီးသည်ကိုသိရလေသည်ထိုကဲ့သို့သောလူပြိုရွယ်တို့သည်အဆိုပါမင်းမပြိုကဲ့သို့အဟုတ်တကယ်ထက်သန်သောစိတ်ရှိကြကထိုစိတ်၏မိထောက်အလင်းသည်မိမိတို့လိုလားတောင်းတသောရည်ရွယ်ချက်ခီးဆုံးသို့အပြည့်ဆုံးသို့ရောက်အောင်ရရှိမည်ကားထင်ရှားသောဇန်နိဘတ်ရာဇဝင်အပေါင်းတို့ဖြင့်သိရလေသည်မြတ်စွာဘုရားသခင်သည်နုစဉ်ကစ၍တသမတ်ထဲဘုရားအဖြစ်ကိုမကြုံခဲ့ကြကအရင်မှဖြစ်သို့မရောက်နိုင်အရင်မှဖြစ်သို့မရောက်နိုင်ကြကဘုရားမဖြစ်ဘုရားအဖြစ်ထက်ခက်ခဲသောအလုပ်သည်လောကသုံးပါး၌ရှိပါမည်လောအတတ်ပညာကောင်းဆုံးသောလက်ရာတို့သည်ပြိုဝဲသူတို့၏အစွမ်းကြောင့်ဖြစ်၏ဟု Ruskin ခေါ်ပညာရှိကြီးကပြောဘူးလေသည်ကမ္ဘာပေါ်ရှိကြီးကျယ်သောအရာဟူသည်များသည်ပြိုဝဲသူတို့၏အစွမ်းကြောင့်ဖြစ်သည်ဟုအမတ်ကြီး Dad Reilly ကပြောဘူးလေသည်ကမ္ဘာပေါ်၌အကြီးဆုံးသောအရေးကိစ္စသည်လူငယ်တို့၏လက်မှာရှိသည်ဟုဒေါက်တာ Trumbull ကပြောဘူးလေသည်ငွေပင်ဆိုင်နီငွေပင်ဆိုင်ရန်ခက်ခဲသလောက်ငွေပင်မှတီးသောငွေသီးကိုလည်းပဲစွတ်ခူး၍စားသုံးတတ်ဖို့မှာမလွယ်ကူလာပေလောက၌လူတို့၏အသုံးဆောင်ပစ္စည်းဟူသည်များတွင်ငွေသည်အသုံးရခက်ဆုံးသောအရာဖြစ်သည်ငွေတစ်ချက်30 100တို့ကို300ရန်လွယ်သည်ငွေ1000 1000 3သိန်းကို300ရန်မှာထိုမျှလောက်မလွယ်ချေသို့တော်လည်းပဲဤအရာ၌သုံးသောသူသာလျှင်ပဓာနဖြစ်လေသည်အလုတ်ကိုကြီးကျယ်စွာလောက်ကင်ကြသောတရေကြီးများသည်အဘယ်မျှလောက်များသောငွေကိုမဆိုသုံးတတ်ကြသည်ငွေကိုမြောင်များစွာမကင်ဘူး၍အလုတ်ကြီးများကိုမလုပ်ဘူးမကြုံဘူးသူများစွာတို့မှမူအနေငယ်များသောငွေကိုပင်လွယ်ကူစွာမသုံးတတ်ကြချေငွေ1000ကိုတစ်လ2လအတွင်းကုန်အောင်သုံးဖြိုး၍ပြည့်ရန်အလုပ်မှာမခဲရင်ချေမိဘ၏အမွေးနှင့်ကိုသုံးဖြုံး၍ဤလောက၌ဆင်းရဲဒုက္ခဖြစ်၍နေကြသောသူတို့ကိုများစွာတွေ့ရှိနိုင်သည်ဤကဲ့သို့သုံး၍ဖြစ်ခြင်းမျိုးကိုအသုံးတက်ခြင်းဟု၍မဆိုလိုငွေကိုအတိုးအတွက်ကင်အောင်နေရာတကျသုံးတက်ခြင်းကိုဆိုလိုသည်ကြက်ငှက်သိုးစိတ်နွားမွေးသူတို့မှာအပင်မြန်အပွားမြန်တော်လည်းပဲကပ်ရောဂါအနာပေါ်ပေါက်လာရင်နေချင်းညချင်းပျက်စီးနိုင်သည်ဥယျာဉ်ပန်းပန်လျာကိုင်းကျွန်းလောက်ကင်သောအလုပ်သည်လည်းလောက်ကင်တက်လျင်အပွားတိုးမြန်တော်လည်းပဲမိုးလေရတမမှန်ပိုးမွားတရိษံတို့၏ရန်အနှောက်ရှက်ပေါ်ပေါက်သည့်အခါမတိုးမပွားသည်သာမကကျွေးမြီများတင်တက်လေသည်ထို့ပြင်တရိษံမွေးမြူခြင်း၌၎င်းစိုက်ပျိုးလောက်ကင်ခြင်း၌၎င်းကိုရောစိတ်ပါပင်ပန်းစွာလောက်ကင်ရသည်တရိษံတို့အားအစာကျွေးရသည်မြေကိုဩဇာသွင်းရသည်ရေသွန်လောင်းရသည်ငွေမာမူကားထိုကဲ့သို့မဟုတ်မြောင်များစွာရှိ၍ပွားအောင်စိုက်ပျိုးတတ်ချေကရေမလောင်းရအစာမကျွေးရဘဲပိုက်ဆံအပြားဟူသည်မြပဲစိမတ်စိကြက်ပြားဟူသည်မြတို့မှာအလိုလျောက်အစိအညောက်အကိုင်းခက်အရွက်အသီးထွက်ခါပွားခြင်း၌လွန်စွာလျင်မြန်သည်တိုးသောငွေသည်အကိုင်းခက်များကြီးသလိုကြီး၍လာသောအခါပင်မကြီးနှင့်ပေါင်းပြီးလျင်ပုံမိုတိုးတက်အကိုင်းခက်ထွက်လေသည်တို့ဖြစ်၍ဤကဲ့သို့ငွေပင်ငွေရင်းစိုက်ပျိုးထူထောင်ခြင်းလိမ္မာသောတရုတ်ကလာအနောက်တိုင်းလူမျိုးများသည်မိမိတို့လက်ဝယ်ဝဲယုံစားယုံနေ့စဉ်သုံးဆွဲယုံမျှသောငွေကြေးမှတပါတပြားတစ်ချက်မှအပိုအမိုတိုးလောင်၍မထားဘဲအကုန်စင်ကြီးကျယ်သောအလုပ်များ၌၎င်းရှယ်ယာများ၌၎င်းစိုက်ပျိုး၍ထားလေရှိကြသည်အချို့သောမီလီယံနာတထေးကြီးများမှာအိမ်၌သုံးဆွဲရန်ဒေါ်လာ15-20မျှထက်ပို၍ထားလေမရှိကြကြကျွန်တော်တို့မြန်မာလူမျိုးများမှာမူယခုထက်တိုင်ငွေကိုပွားတိုးတက်အောင်မသုံးတတ်ကြသဖြင့်မြန်မာလူမျိုးတို့၏လက်ဝယ်ရှိသောပစ္စည်းများမှာမူ
တဖြည်းဖြည်းစုံပါပြပြလူမျိုးရှားတို့၏လက်သို့ရောက်ကြသည်လေလို့ရသောငွေကိုမြန်မာလူမျိုးတို့သည်နှစ်စဉ်အချို့ကိုသုံးအချို့ကိုစုအချို့ကိုလူဖို့သာတီးကြသည်300နှင့်လူချင်းသည်ကလျော်ကန်သည်စုချင်းသည်ကလွန်စွာမှားလေသည်တို့ဖြစ်၍စုသောငွေကလေးပမာဏကိုအခြားတနည်းနည်းဖြင့်တိုးပွားအောင်ကြံသင့်ကြလေသည်ယာလန်းတစ်ခုတည်းရှိသူမှာထိုယာလန်းပြည့်ပြည့်သည့်အခါစုံပါနှင့်နာသည်ယာလန်းမျိုးမျိုးရှိသူမှာတလန်းပြစ်လျင်တလန်းကဖြစ်နိုင်လေသည်မြေစမ်းခရမ်းပြူမြေစမ်းခရမ်းပြူဟူသောစကား၌ခရမ်းပင်သည်မြေကောင်းသောအရ၌တန်မာထွားကျိုင်းစွာပေါက်ရောက်ပွင့်သည်၍မြေမကောင်းသောအရ၌လီကင်းပိန်ကြုံ၍နေလေသည်ပထဝီမြေကောင်းမကောင်းကိုကမြစ်ညှိုးမညှိုးကိုမြင်သဖြင့်တိအပ်ဆိုသောစကားအတိုင်းမြေကောင်းမကောင်းကိုမြစ်ပင်ကိုမြင်သဖြင့်သိနိုင်လေသည်မြေကောင်းသောအရ၌စိုက်ပျိုးသောတပ်ပင်မှန်သမျှမိုးနှင့်လည်းအစဉ်သင့်ကတန်မာထွားကြိုင်းအကိုင်းခက်ဝေးစားနိုင်သည်တို့ဖြစ်၍တန်ငါကုံတော်အပွင့်၌ပင်ပုံညခက်တံကောင်းမှုပြုသောသူတို့၏ကောင်းကျိုးတရားများရာလေမြေကောင်းသဖွယ်ဖြစ်၏ဟုဆိုလေသည်အချို့သောသူတို့သည်မယိုးဖလာအစဉ်ဆက်ကလောက်ကင်ကဲ့သောကြတိကုန်းလေးကိုပင်နှစ်စဉ်နှစ်တိုင်းလောက်ကင်၍အဖိုးများစွာကုန်ကြသောမျိုးစေ့ကိုဝယ်ချမ်း၍စိုက်ပျိုးကြသည်ထိုကြတိကုန်းဖုတ်အသေးပူကုန်းမြေနီကုန်းတို့မှာမိုးမပြတ်ရွာနေနိုင်မှအနိုင်နိုင်တပ်ပင်များတီးပွင့်နိုင်၍မိုးနှင်းခေါင်သည်နှင့်တပြိုင်နက်အယိုးချောင်းလိုက်ငိုက်ဆိုင်ကြ၍တပ်ပင်များသေတတ်သဖြင့်လည်းကောင်းထိုကဲ့သို့မြေ၌ကျဲမြုပ်သောမျိုးစေ့မျိုးမှာမီးထဲ၌စိုက်ပျိုးရသောအလားအကျိုးမများနိုင်ချေလေယာကြီးတစ်ခု၌လေးပုံပုံလေးပိုင်းပိုင်းလေးကန့်ကန့်တကန့်တကန့်လျင်တစ်မျိုးစီစိုက်ပျိုးထိုလေးမျိုးတွင်အတန်မှာထွားကျိုင်းဆုံးအပင်သည်ထိုမြေနှင့်အတန်ဆုံးဖြစ်လေသည်ထိုအသင့်လျော်ဆုံးမျိုးစေ့ကိုသာလျင်နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးသင့်ကြလေသည်တရားခင်းသည်ငါတို့မိဘလက်ထက်ကနှမ်းကိုသာစိုက်ပျိုးခဲ့သည်ငါတို့လက်ထက်၌ရွာလွန်၍ရွတ်တိုက်သည့်အလားမိဘများလက်ထက်ကစိုက်ပျိုးခဲ့လေသည်ကလွဲ၍တခြားတစ်ပါးသောမျိုးစေ့ကိုမစိုက်ပျိုးသင့်ဟုစိတ်ကူးမမာစေရကောင်းတဲ့ထက်ကောင်းသောနီလန်းကိုသာရှာကြံ၍လောက်ကင်သင်ကြလေသည်မြန်မာလူမျိုးများသည်များသောအားဖြင့်တဆင့်ထက်တဆင့်တက်အောင်လောက်ကင်ကြံစီပြုပြင်ပြောင်းလဲခြင်းမရှိအစဉ်အဆက်ကလောက်ကင်ခဲ့သောအလုတ်ကလေးကိုသာမြဲမြဲဆွဲဆွဲတဲတဲမဲမဲလောက်ကင်၍နေတတ်ကြသည်ထို့သောတဆင့်ထက်တဆင့်တက်အောင်မလောက်ကြခြင်းသည်တန်ကြိုက်၌လှောင်ထားသောဂျေးငှက်တို့သည်အပြင်ဘက်၌မတော်မလာနိုင်သလိုကြီးပွားရေး၌အကန့်အသတ်ထားသလိုဖြစ်ကြလေသည်တရွာမပြောင်းသူကောင်းမဖြစ်ဆိုသောစကားအတိုင်းရှီရင်ဆွဲအလုပ်ကိုအကြိမ်ကြိမ်စူးစမ်းဆင်ခြင်၍ကြီးပွားမိလမ်းမမြင်ကငဲကွက်နှမျောခြင်းမရှိဘဲရရရော်ရော်စွန့်ပစ်ကြရန်တင်လေသည်၎င်းစကား၌ရာပြီးသောအဖိုးတန်ဆိုင်သေးကြီးကိုပြည့်၍မရသေးသောယုံတငယ်ကိုလာ၍ဖမ်းရမည်ဟုမဆိုလိုပေရာပြီးသောယုံတငယ်လေးကိုပြည့်၍သာဆိုင်ရှင်ကြီးကိုလာ၍မိဖမ်းရမည်ဆိုလိုသည်လူတို့၏စိတ်တော်သည်ရမည်ဖြစ်သောငွေ1000ထုတ်ကိုမြင်တော်လည်းပဲရာပြီးသောငွေတစ်ပဲကိုစွန့်ပစ်ဖို့အလွန်ခဲရင်လေသည်တို့ဖြစ်၍ကော်ပိုရေးချဆိုသောစကားအတိုင်းပဲစူးစမ်းဆင်ခြင်၍အကျိုးများမည်ဖြစ်ကကော်ပက်၍ရစ်ချနိုင်လေသည်ရန်သူမျိုး9ပါလူသည်စက်တက်ရန်အလုတ်တာဝန်နှင့်လူဘဝကိုရောက်ရလာသည်ဒိုစပွဲသည်ကနေ့စဉ်စပွဲဖြစ်သည်ဒိုစပွဲမှာကဘာစစ်ကြီးထက်ကြီးကျယ်သောစပွဲများဖြစ်သည်လူတော်တို့၏ရည်ရွယ်ချက်သည်ထိုစပွဲများကိုအောင်မြင်ဖို့ရည်ရွယ်ချက်ဖြစ်သည်ကဘာစစ်ကြီးမှာလူများ၏လက်နက်ကောင်းလျင်လွယ်ကူစွာနိုင်လေသည်ဤနေ့စဉ်စပွဲမှာထိုများလောက်မလွယ်ကူသဖြင့်လူတော်တို့သည်အများအားဖြင့်ဆက်ရှုံး၍နေကြသည်၎င်းစပွဲ၌ရန်သူကြီး9ပါးရှိသည်ထိုရန်သူကြီး9ပါးသည်လူစမ်းကောင်း9ယောက်ဖြစ်လေသည်၎င်းလူစမ်းကောင်း9ယောက်သည်ကဘာပေါ်ရှိလူတော်ဟူသည်များကိုနိုင်နှင်းလျက်ရှိသည်ကဘာကိုလွှမ်းမိုးအုပ်ချုပ်နေသောနပိုလီယံအလက်ဇန်ဒါဒီဂရိတ်နှင့်အလောင်းမင်းတရားကြီးတို့သည်တိုင်းပြည်တို့ကိုနှိမ်နှင်းအောင်မြင်ကြတော်လည်းပဲဒိုလူစမ်းကောင်း9ယောက်နှင့်တွဲဆုံရာ၌အရေးနှိမ့်လျက်ဆုံးရှုံးခြင်းဖြစ်လေသည်ဒိုရန်သူကြီး9ဦးကိုအတော်တန်ခုခံနိုင်သူတို့သည်လောက၌ကြီးပွားချမ်းသာခြင်းကိုရရှိခံစားကြသည်လောကုတ္တရာကျိုးစီးပွားကိုလည်းခံစားနိုင်ကြလေသည်ဒိုရန်သူကြီး9ဦးကိုခုခံနိုင်ခြင်း၏အင်အားကြီးမားသလောက်လောကုတ္တရာအကျိုးစီးပွားကိုရရှိခံစားကြလေသည်၎င်းရန်သူမျိုး9ဦးကိုအနှဲငယ်မြ
ခုခံညှင်းဆန်ခြင်းမပြုလောလုံးကြီးရှုံးတိမ်သူတို့သည်ကလောကီလောကုတ္တရာအကျိုးစီးပွားလုံးလုံးကြီးပစ္စည်းယုံမကအသက်ဆုံးရှုံးခြင်းတို့ပင်ရောက်နိုင်ကြသည်တို့ရန်သူကြီး9ဦးခုခံတွန်းလှန်ခြင်း၏စွမ်းအားတတ္တိကြီးမားလေလေစိတ်တကိုယ်တတ္တိအစွမ်းတိုးတက်လေလေဖြစ်သည်တို့ရန်သူကြီး9ဦးသည်မိမိကနိုင်လျင်ဖြစ်စည်းနိုင်သည်မိမိတို့ကအရေးနှိမ့်လျင်မိမိတို့ကိုခုခံသူတို့အားဝဲဖာဝါခေါ်စိတ်တကိုယ်တတ္တိကိုတိုးတက်စေ၍ဤဘဝတွင်လက်တလောအကျိုးကိုပေးနိုင်သောရန်သူကြီးများဖြစ်ကြသည်လူတို့တို့၏စိတ်တကိုယ်လေးကျင်ခန်းကိုထို9ဦးသောလူစွမ်းကောင်းကြီးတို့သည်ဖန်တီး၍ပေးကြလေသည်၎င်းတို့နှင့်နေစဉ်အမြဲတွဲဆုံတိုက်ခိုက်ရသောလေးကျင်ခန်းဖြင့်ဘဝ၌၎င်းဘဝအဆက်ဆက်၌၎င်းအစဉ်တန်းတိုးတက်ခြင်းကိုဖြစ်စေလေသည်ဘဝ၏ရင့်တန်ခြင်းအတွက်လည်းထိုနေစဉ်ဆက်ပွဲများ၌လေးကျင်ခန်းကိုယူကြသည်ထိုလေးကျင်ခန်း၌အမြဲမပြတ်မကွက်အားထုတ်သူတို့မှာဆင်းရဲခြင်းပေးမတွေ့နိုင်ကြအခြားသောဘေးရန်တို့သည်လည်းနေပါ၍သွားကြလေသည်၎င်းလူစွမ်းကောင်း9ဦးနှင့်တိုက်ခိုက်ခြင်းဖြင့်စိတ်တကိုယ်လေးကျင်ခန်းကိုရယူခြင်းအလုပ်သည်ခက်ခဲကြီးလေးတော်လည်းပဲတစတစနိုင်နှင်းသောအားအစွမ်းကိုရရှိလေရာခုခံတိုက်ခိုက်ခြင်းကိုမပြုသူတို့မှာအမြဲရှုံးသည်ထက်ရှုံး၍သာနေကြသည်ခုခံလေရှိသူမှာကိုယ်စိတ်နှပြကြမ်းခိုင်သဖြင့်ဒုက္ခချမ်းသာနှင့်စိတ်၏ငြိမ်သက်ခြင်းကိုခံစားရသည်ထိုရန်သူမျိုး9ပါးဒီဟုသောလူစွမ်းကောင်း9ဦးပေါင်းဆက်ခြင်းဖြင့်ဤကဘာလောကကြီးဖြစ်ပေါ်၍နေသည်ဤကဘာလောကဓာတ်သည်ဤလူစွမ်းကောင်းကြီး9ယောက်နှင့်တည်နေသည်ဤ9ယောက်သောလူစွမ်းကောင်းများမရှိကဤလောကဓာတ်ကြီးမရှိနိုင်ကြအကြောင်းမူကားဤလောကဓာတ်ကြီးတစ်ခုလုံးမှာလည်းအစဉ်အနက်အရသာအတွေ့အတန်မှတပါအခြားမရှိ၎င်း9ဦးသာရှိလျာထို9ဦးပင်လျင်လူစွမ်းကောင်း9ယောက်ဖြစ်ကြလေသည်ထို9ဦးဖြင့်ဤလောကကြီးသည်တည်၍နေလျာထို9ဦးကိုနိုင်နှင်းသောသူသည်ဤလောကဓာတ်ကြီးကိုနိုင်နှင်းအောင်မြင်သူများဖြစ်ကြလျာခုခံတွန်းလှန်နိုင်ခြင်းအစွမ်းကြီးလျက်စိတ်ဒုက္ခကိုယ်ဤဒုက္ခကိုခံစားကြရသည်မြတ်စွာဘုရားသည်ကအနိုင်ဆုံးသောပုဂ္ဂိုလ်ဖြစ်လေသည်အရှိန်ရှိရမည်ကြီးပွားသောသူသည်ပြည့်သောခဲလွတ်သောမြနှင့်တူသည်ပြည့်သောခဲလွတ်သောမြသည်အမှန်အောက်သို့ကျရန်ပဂရိမြေကြီးကဆွဲရချသည်၎င်းခဲ၎င်းမြသည်လည်းပဲအဆွဲဓာတ်နှင့်ပေါင်းကာအောက်သို့အမြဲကျရန်ဟန်ပြနေသော gravity ခေါ်အလေးချိန်သည်ရှိသည်သို့ပင်အလေးချိန်နှင့်အဆွဲဓာတ်ကအောက်သို့အမြင့်မပြတ်ဆွဲလျက်ရှိတော်ညာလည်းပဲမကြဘဲအရှိန်သေးမှတော်၎င်းတစုံတရာကိုထိမှန်ပြီးမှတော်၎င်းအောက်သို့ကျရသည်ထိုခဲမှအောက်သို့ကျဖို့ရန်ဖန်တီး၍နေသောအရာများသည်အဆိုပါလေးနှင့်အစွဲဓာတ်သာမဟုတ်သေးချေတခြားအရာတစ်ခုသည်လည်းရှိသေးသည်ထိုအရာသည်ကအခြားမဟုတ်ခဲဤသွားရာလမ်း၌အမှန်ရှိကစီး၍တွန်းကာခုခံ၍နေသောလေဤအထုဖြစ်လေသည်သို့ဖြစ်သောကြောင့်၎င်းကိုလွန့်ပစ်သောခဲပြစ်လွတ်သောမြားတို့မှာခရီးအဆုံးသို့မရောက်အောင်အဆိုပါအနှောက်အယှက်3ခုသည်ရှိကြလေသည်သို့ဖြစ်၍ထိုခဲ၏အရှိန်သည်ထို3ပါးသောရန်သူအနှောက်အယှက်တို့ကိုနိုင်နှင်းအောင်ကြီးမားကြလေသည်အကယ်၍မကြီးမားခြေကချိန်မှန်သောနေရာသို့မရောက်ဘဲခုလက်တွင်ရေပေါ်သို့ဖုတ်ခနဲကျရလေသည်သို့ဖြစ်သောကြောင့်ထိုကဲ့သို့မကျလေအောင်ချိန်မှန်သောနေရာသို့ရောက်အောင်အားအရှိန်ကိုခဲများတို့အားပြက်ခတ်သောသူကပေးလျော့ရလေသည်လူတို့တို့၌လည်းပဲဓမ္မတာအားဖြင့်မတိုးမတက်နှိမ်လျှော်တက်ရောက်ခြင်းကိုဖြစ်စေသည့်ရန်သူများအမြဲရှံရန်၍ရှိကြသည်တို့ရန်သူများကပြင်းရင်ခြင်းနှင့်တက်တာကိုခြင်းဖြစ်သည်ပြင်းရင်ခြင်းသည်အောက်သို့ဆင်းဖို့ရန်ဟန်ပြေ၍နေသောအဆိုပါအလေးချိန်နှင့်တူသည်တက်တာခိုသောစိတ်သည်ကကြအောင်ဆွဲသောအဆွဲဓာတ်ဖြစ်လေသည်သူတို့သည်ဓမ္မတာအားဖြင့်၎င်းအပြင်းနှင့်တက်တာခိုခြင်းသောစိတ်ကြောင့်အမှန်အားဖြင့်အောက်သို့ဆင်းဖို့ရန်ဟန်ပြေ၍နေကြသည်တို့ရန်သူ2ဦးအပြင်ခဲ၏အချိန်ကိုစီး၍တွန်းသောလေထုနှင့်တူသောရန်သူလည်းရှိလေသည်တို့ရန်သူကကြောက်ရွံ့ခြင်းအပျော်ပါလိုက်စားခြင်းစသည့်အပြင်ရန်သူအနှောက်အယှက်တွေဖြစ်ကြသည်သို့တော်လည်းတခုခုသောနေရာသို့ရောက်အောင်ချိန်ရွယ်ပြစ်လွတ်သောခဲ၏အရှိန်သည်ထိုအနှောက်အယှက်တို့ကိုနိုင်နှင်းကာချိန်မှန်သည့်နေရာသို့ရောက်နိုင်အောင်ခဲတို့ကိုပို့နိုင်တယ်လို့လူတို့တို့၌လည်းပဲမိမိတို့၏ဘဝ၌ကောင်းမြတ်သောရည်ရွယ်ချက်တစ်ခုခုကိုပေါက်ရအောင်မြင်အောင်ပြုနိုင်ဖို့ရန်လုံလောက်သောစိတ်၏အရှိန်ရှိကြလေသည်ထိုစိတ်၏အရှိန်ကိုကစိတ်ပြဋ္ဌာန်းခြင်းပင်ဖြစ်လေသည်ထိုအလုပ်ကိုငါဖြစ်အောင်ကြံပြီး
ထိုအခြေအနေကိုငါရောက်အောင်သွားမည်မရောက်သမျှငါမနေမနာရောက်မှသာငါ၏အချိန်ရနာမည်ဟုသောမြဲမြံသောစိတ်ဖြစ်လေသည်လူတို့၏ကြီးပွားခြင်းသည်ထိုစိတ်၏အချိန်ကြီးခြင်းငယ်ခြင်းပြစ်ခြင်းလူချင်းသဘောအတိုင်းဖြစ်လေရာထိုစိတ်သည်ကြီးပွားခြင်း၏အတိုင်းရှည်ကိုပြသောပေဒံကြီးမားခြင်း၏အချိန်ကိုပြသောအလေးဖြစ်လေရာကြီးပွားလိုသောသူတို့သည်တခုခုဖြစ်မြောက်အောင်လုပ်သည့်အခါ၌စိတ်၏အချိန်ကိုမူသေးအောင်ကြိုးစားရမည်ကိုယ်အစွမ်းကိုပြရမည်လူတို့၏အဘယ်မျှပင်ကောင်းသောအရေးချင်းအစွမ်းရှိစေကမူမပြလျင်မပေါ်နိုင်ပြမှပေါ်နိုင်လေသည်အချို့သောယောက်ျားပြိုတို့သည်မိမိတို့၌ရှိသောအစွမ်းတတ္တိတို့ကိုပြဖို့ရန်ရှက်ကြသည်အချို့ကကြွားသည်ဟုအထင်ခံမိကိုကြောက်ကြသည်အချို့ကငါအစွမ်းကိုနောက်မှပြမည်အချက်ပေါ်မှသိစေရမည်ဟုသောပညာရှိစိတ်မျိုးထားကြသည်ထိုစိတ်မျိုးသည်ကောင်း၏မြတ်၏သို့တော်လည်းပဲယခုခေတ်အခါသမယ၌ထိုကဲ့သို့အချိန်ခါကိုစောင့်ဆိုင်းကာအိမ်တွေကြည့်၍နေကြမည်ဆိုလျှင်မိမိလောက်အရေးချင်းမရှိဘဲမိမိတို့ထက်ဟန်ကောင်းသောသူတို့မှမိမိတို့အရင်လမ်းစပွင့်သွားတတ်သည်မိမိမစွမ်းသောဌာနမိမိမနိုင်သောအလုပ်တို့၌မိမိတို့မှရှိနေသောအရေးအချင်းထက်ပုံမူကြွားဝါပြောဆိုဖို့ရန်ကျွန်တော်တို့ဆိုလိုသည်မဟုတ်ပေမိမိ၌အဟုတ်တကယ်အစွမ်းတတ္တိရှိသလောက်ကိုအကုန်စေအောင်ဖော်ပြဖို့ဆိုလိုရင်းဖြစ်သည်ထိုကဲ့သို့မှန်းသလောက်အစွမ်းတတ္တိတို့ကိုဖော်ပြခြင်းသည်မကောင်းသောအရာမဟုတ်ပါတက်ကြွကြွားဝါခြင်းလည်းမဟုတ်ပေယခုကာလသက်သေခံလက်မှတ်များအတန်းစာမေးပွဲအောင်သောလက်မှတ်များသည်ထိုကဲ့သို့ဟုတ်တိုင်းမှန်ရာစွမ်းရည်တတ္တိကိုဖော်ပြထိုက်သောအကြောင်းကောင်းထောက်ပံ့များဖြစ်ကြလေသည်အကျိုးသောသူတို့မှာမာနတစ်မျိုးရှိသည်ထိုမာနသည်ကမြည်သည့်အရာကိုမဆိုမတိမတတ်ဟုသောအထင်အမြင်ကိုမခံလိုသောမာနဖြစ်သည်ထိုမာနအစွမ်းဖြင့်ခတ်သိမ်းသောအလုပ်ခတ်သိမ်းသောအတတ်ခတ်သိမ်းသောပညာတို့ကိုလိုက်စားလျက်အဘယ်တက်မှမျှလေးလုံးမကွဲပဲအပြောသာတက်၍အလုံ၌လူအောက်ကိုကျတတ်လေသည်စာရေးဆရာကြီးတယောက်ရှိဘူးလေသည်၎င်းဆရာကြီးသည်ရာဇဝင်၌မိမိကိုယ်ကိုတစ်ဖက်ကန်းခတ်သည်ဟုထင်လျက်မိမိကိုယ်ကိုပြိုင်ဘက်မရှိသလောက်ပြောလေသည်ဂီတအရာ၌ကဝိစိန်တာတို့ကပင်မိမိကိုကြားရသည်ဟုဆိုသည်ဂီတအရာ၌အကျေညာနှစ်တိုင်းနှစ်ရက်တို့မှာမိမိတို့နှင့်တူသူမရှိကြစမ်းလင်ကအစီအကုံအနှုံးဖွဲ့တို့၌ငါတူဦးသေးသာတက်သည်အင်းအိုင်ခါလှဲ့လက်ဖွဲ့မန္တန်အင်္ဂဝိစာဓာတ်ရိုက်ရာ၌တုလဆရာတော်တစ်ပါးဖြစ်သည်ဘေးဘက်ဓာတ်ဘက်၌ငါနှင့်ငါသာနှိုင်းရှင်ဆရာသာသည်စသဖြင့်ရဲတင်းစွာပြောလေသည်ဒုဆရာကြီးပြောသည့်အတိုင်းလဲဘုဒ္ဓနှင့်ပြည့်စုံသည်သို့တော်လည်းပဲ၎င်းအတက်ဟူသည်မျှ၌မြည်သည့်အတက်မျှတကနက်မပေါလုံးသမျှသောအလုံး၌မိမိထက်သာသောသူများနှင့်သာတွေ့ရ၍အောက်ကျနောက်ကျအသက်မွေးရလေသည်၎င်းသည်စင်ဆက်အဖြစ်အတက်ပညာတစ်ခုခုမျှကိုချစ်ခင်၍တင်ယူသည်မဟုတ်ငါတက်သည်ဟုပြောယုံမျှတင်ကြားလေးလာခဲ့သူဖြစ်သည်ဘုဒ္ဓအမျိုးမျိုးတို့ကိုတတ်ချင်းသည်ကောင်း၏သို့တော်လည်းပဲအမျိုးမျိုးသောပညာတို့နှင့်ချစ်ချစ်ခင်ခင်စူးစူးဆိုင်ဆိုင်လေးလာလိုက်စားသောအတတ်မျိုးနှမျိုးရှိရပေသည်ထိုအတတ်ပညာမျိုးသည်ကမိမိကိုယ်ကိုအောက်တန်းမကျအောင်ကြိုးစားရသည်အခြားပညာကိုထုတ်ဖော်၍ကြွားဝါဖို့မလိုပေထိုကဲ့သို့သောသူတို့သည်မိမိတို့ဆိုင်ရာတစ်ခုခုသောအတတ်ပညာဖြင့်ကြီးပွားမြဲဖြစ်လျက်အလွတ်လွတ်ရာ၌လည်းလူအောက်မှလွတ်လပ်လျက်စိတ်ချမ်းသာခြင်းကိုရမြဲဖြစ်သည်ထိုကဲ့သို့တစ်ခုကောင်းပညာမျိုး၌အစွမ်းကိုရဲရင်စွာပြကြမည်မိမိတို့နှင့်မဆိုင်သောအတတ်ပညာတို့၌ကကြွားဝါ၍စွမ်းပြခြေကငတိုင်းများဟင်းဟုန်သည်ဟုသောစကားလိုဖြစ်လေသည်မွေးနေ့တင်နေ့မွေးနေ့တင်နေ့ဟုသောစကားသည်မြန်မာစကားဖြစ်တော်လည်းပဲမြန်မာလူမျိုးတို့၏စိတ်၌အများအားဖြင့်တေမြင့်နေ့ကိုဆိုင်း၍မရတေနေ့စေရောက်ကတေရမည်ဟု၍အယူရှိကြရုံမကရှေးဟောင်းကျမ်းစာများဖြင့်လည်းထိုအယူကိုထောက်ခံကြပေလိမ့်မည်သို့တော်လည်းပဲဓမ္မရာသဘောတရားနှင့်ဆိုင်သောအကြောင်းအရာများ၌ပညာဉာဏ်တိုးတက်သောယခုအခက်တွင်အခါခတ်သိမ်းရှေးဘာသာကျမ်းဟောင်းတို့၏သက်သေထောက်ခံချက်ကိုတိုးတက်သောလူမျိုးတို့သည်ကိုးကားယုံကြည်ခြင်းမရှိကြပေအသိဉာဏ်စင်ကြင်တော်တရားကိုအများအပြားသုံးကြသည့်အလျောက်ဤအရာ၌စင်ကြင်ရန်အကြောင်းချက်များကိုအနှဲငယ်ဖော်ပြလိုသည်မှာလူသည်အကောင့်ထဲမရှိဝိညာဉ်တ attva မဟုတ်လေးတော်ဝိုင်းဝိုင်းရှည်ရှည်ရရလည်းမဟုတ်ကံကြမ္မာခေါ်ဖြစ်ပျက်ခြင်းအမျိုးမျိုးတို့ဖြင့်ပုတ်ခတ်ခြင်းကိုခံကာ
ကံကြမ္မာဒီဟုသောသမုဒ္ဒရာတွင်အသက်မရှိသောတက်တုံးပမာလွင့်ကျင်တိုင်းလွင့်ပါ၍သာနေရသောတရဝါမျိုးမဟုတ်ဉာဏ်ဝရိယဒီဟုသောအင်ဂျင်ဆက်ရွတ်တက်တို့ဖြင့်လူရသို့ရောက်အောင်ထင်ရာကိုသွားနိုင်သောတရဝါမျိုးဖြစ်ကြောင်းကိုယခုမျက်မြင်လောကကြီး၏တိုးတက်ခြင်းဖြစ်ပျက်ခြင်းတိုးတက်ပြောင်းလဲပုံအခြေအနေတို့ကိုထောက်သဖြင့်သိတာလေသည်ဒိုကြောင့်နှင့်ပတ်သက်၍လည်းအထက်တက်ကစီးပွားရေးနှင့်ပတ်သက်၍အခါများစွာရေးသားဖော်ပြခဲ့လာသဖြင့်ဤမျှပင်ရပ်လိုက်သည်အသက်တိုခြင်းရှည်ခြင်းမှလည်းပဲထို့အတူဉာဏ်ဝရိယတတိနေခြင်းများခြင်းအားလျော်စွာအများအပြားဖြစ်ကြလေသည်သို့တော်လည်းပဲလူတော်များ၏ဉာဏ်မျက်စိဖြင့်မမြင်နိုင်မသိနိုင်အခြားအကြောင်းအများ၏ဖန်တီးခြင်းကြောင့်ထိုနေ့ထိုရက်၌တည်ရမည်မတည်လျင်မနေရသည့်အလားနမိတ်လက္ခဏာများကြိုးပေါ်ပေါက်ပြီးမှပျက်စီးတည်ဆုံသွားသူများလည်းရှိကြသည်သို့တော်လည်းပဲနမိတ်လက္ခဏာတို့ကြောင့်တည်ခြင်းလည်းမဟုတ်ထိုအချိန်ထိုအခါ၌တည်ရမည်ဟုပရိသန္တိအစကပင်ဖန်တီးစီမံခြင်းကိုခံရသောကြောင့်ပြရသောနမိတ်မဟုတ်ပါမာယွန်းမှုပေါ်ရော့မှုတစုံတစ်ခုကြောင့်ထိုအချိန်ထိုအခါ၌တည်ရမည်ရှိသည့်အခါလူတော်ဝါမျိုးတေချာစွာအကြောင်းမပြနိုင်သောနမိတ်လက္ခဏာများပေါ်ပေါက်ခြင်းမျှဖြစ်လေသည်နမိတ်ပြတိုင်းလည်းတည်ရမည်မဟုတ်ဇာတာစမ်းလက်၌ပါတိုင်းလည်းပဲတည်ရမည်မဟုတ်ချေတို့အတွက်အသက်ကိုဉာဏ်ဝရိယစောင့်သည်ဟုဆိုရပေမည်အချို့သောသူတို့သည်ကမိမိတို့ပေါ်ရော့မှုမှားယွင်းမှုတို့ကြောင့်မိမိတို့ချစ်ခင်သောသားသမီးအဆွေခင်မွန်းတယောက်သေဆုံးသွားသောအခါမွေးနေ့မှသေလျင်သေနေ့စစ်လို့သေသည်မြည်သူမျှတားဆီးမရဟုတွေးဆကာမိမိတို့၏စိတ်ကိုပြေပြအောင်ဖြေလိရှိကြလေသည်ထိုအယူထက်ကြီးသောအမှားသည်မရှိကြမွေးနေ့မွေးရက်မှာသေသောကြောင့်သေနေ့စစ်သည်ဟုမဆိုနိုင်ပေမြန်မာလူမျိုးတို့မှာထိုမှောက်မှားသောအယူကိုအစွဲပြုကာတစုံတယောက်မကြမ်းမမာအသေးအတန်ဖြစ်သည့်အခါမွေးနေ့ကိုလွန်စွာကြောက်ကြသည်ဒုံနေ့လွန်လျင်အားရှိကြလေသည်သို့အမှတ်ထင်ယုံကြည်သည့်အတိုင်းလည်းဖြစ်နိုင်လေသည်သို့ဖြစ်ခြင်းမှာမှတ်ထင်ယုံကြည်သူတို့၏စိတ်အစွမ်းတကူကြောင့်ဖြစ်ကြောင်းကိုစိတ်ပညာတတ်သူများသိကြလေသည်စင်စစ်အားဖြင့်ဆိုလျင်ပွားသောနေ့ရက်သည်တည်သောနေ့ရက်ဖြစ်ရမည်ဟုအစွဲပြုရန်နီလန်းတစုံတရာမရှိပေစင်ကြင်ရအချက်တစ်ခုမှလည်းကဘာပေါ်၌လူပေါင်းသိန်းသန်းဂရေဂရာမကများစွာရှိလေရာ၎င်းလူသားအလုံးတို့တည်ရမည့်နေ့တွေက9ရက်သာရှိလေသည်တို့များလောက်များပြားသောသူတို့သည်ထို9ရက်အတွင်းမှသာတည်ကြမည်ဖြစ်လျာအကြောင်းအလျော်စွာဖွာသောနေ့နှင့်မတော်တဆကြုံကြ၍တည်ရသူတို့မှလည်းများစွာရှိကြမည်ကားနည်းနည်းစွာစဉ်းစားရမလိုပေတို့ဖြစ်သောကြောင့်ကျမ်းမာခြင်းနီလန်းကိုတတ်သည့်လိမ္မာ၍ကျမ်းမာခြင်းဖြစ်စေသည့်အလုပ်များ၌ဝရိယရှိသူတို့သည်ယခုအခါ၌ပင်အသက်ရကျော်ရှိနိုင်လေသည်အချို့သောသူတို့သည်အသက်ရှည်ဖို့ရန်အာယုဝနဆေးများကိုရှာကြံကြသည်ထိုဆေးမျိုးများရရှိဖို့ရန်လွန်စွာခက်လျာအသက်90 100ရှိဖို့ရန်နီလန်းမှာမူမည်သူမဆိုအနေငယ်လေးဂရုပြုချေကရနိုင်လေသည်ကျမ်းမာစွာနှင့်နေရလျင်ဤလူဘဝသည်အတော်ကလေးပျော်စရာကောင်းသောအယတ္တေတာလေးဖြစ်လေသည်ပျော်နေတတ်သောစိတ်ကလေးပြည့်စုံအောင်ရှာကြံတတ်သောဉာဏ်ဝရိယရှိချေကဤဘဝသည်လွန်စွာမကောင်းသောဘဝမဟုတ်ချေကုသိုလ်ကောင်းမှုကိုလည်းပဲများစွာစီးပူးနိုင်သောအယက်ဖြစ်လေသည်တို့ဖြစ်သောကြောင့်အသက်ရှည်ခြင်း၏နီလန်ကောင်းများဖတ်ရှုမှတ်သားသင်ကြားလေ့ကျင့်သင်၏သတင်းစာဖတ်ခြင်းလူမှာအစာလိုတကဲ့သို့စိတ်မှာလည်းအစာလိုပေသည်မြန်မာလူမျိုးများသတင်းစာမဖက်ကြသည့်အကြောင်းကိုတတော်၏ဝန်ကြီးချုပ်ဦးပုကအာဇာနည်သတင်း၌ရေးသားလိုက်သည်မှာအထူးမှန်ကန်လေသည်မြန်မာပြည်၌9 ဂရေထုတ်ဝေရသောသတင်းစာများပေါ်ပေါက်ဖို့ရန်အတွက်နှစ်ရှည်ဝေးစွာစောင့်စားရပေဦးမည်အကြောင်းကမြန်မာလူမျိုးများသည်ပရိယေတနာဝမ်းစာနှင့်အလူဒါနအလုံးမှတပါအခြားအလုပ်များကိုလူဤတောင်ကိစ္စနှင့်မဆိုင်ဟုထင်မှတ်ကြသည်သတင်းစာတစ်စောင်ကိုမိချစ်တစ်လုံးလောက်အရေးကြီးသည်ဟု၍မထင်မှတ်ကြပေမိချစ်မှာလူဟုသမျှဝယ်၍သုံးပြုကြသည်သတင်းစာများကိုဝယ်ယူဖတ်ရှုရကောင်းသည်ဟု၍အယူမရှိကြသူများသည်တိုင်းပြည်၌တဝက်တာသာကြီးရှိကြလေသည်စားရသောအရာလည်းမဟုတ်တောက်ရသောအရာလည်းမဟုတ်အပြင်းပြေအလုတ်ပိုဖြစ်သည်မရှိလျင်အရေးမကြီးတရွာလုံး၌သတင်းစာဝယ်၍ဖတ်သောငွေဖြုံးသူတိုးနူရှိကြကခဏငှား၍ဖတ်ပြီးလင်ပြီးတာပဲမရှိလင်လဲဘာရေးတော့သတင်းစာမဖတ်ရလို့ငတ်မသေးသတင်းစာဖတ်မဲ့အစားလက်ဖက်ရည်တစ်ခွက်ဝယ်တောက်လိုက်မှာပေါ့စသဖြင့်
အောက်မေ့သူများပို၍များကြလေသည်လူမှာအစာလိုတကဲ့သို့စိတ်မှလည်းအစာလိုကြောင်းကိုမသိကြကြတိုးတက်သောတိုင်းပြည်များ၌ကူလီအလုသမားလယ်သမားများပင်မိမိတို့၏အခြေအနေအဆင့်ဘယ်ပုံဖြစ်မည်ကိုသတင်းစာ၌ကြည့်ရှုကာအနာဂတ်အရေးကိုအကဲခတ်ကြသည်မြန်မာပြည်၌သတင်းစာမရှိလျင်မပြီးလူလှုပ်ချင်း၌သတင်းစာဖတ်ခြင်းသည်ပထမလိုအပ်သောအရေးဖြစ်သည်ဟုသောအကြောင်းကိုတောင်သူလယ်သမားမကြံမသိသေးသမျှကာလပတ်လုံးသတင်းစာဆောင်ရည်တိုးမီမဟုတ်ပေသတင်းစာများကလည်းပဲရေးပါအရာရောက်သောအကြောင်းများကိုလွယ်လွယ်ကူကူနှင့်နားလည်အောင်ပျော်ရွှင်စရာဖြစ်အောင်ရေးသားအပ်ကြသည်အထူးသဖြင့်ယခုအခါ၌မြန်မာပြည်သတင်းစာများမှာပျော်ရွှင်စရာအခန်းကဏ္ဍများပါလျက်အရေးကြီးသောသိစရာမှတ်စရာအခန်းများကိုတင့်တော်ရုံပါရှိစေရမည်သို့မဟုတ်မူအရေးကြီးသောအခန်းများကိုအထူးပြု၍ထည့်သွင်းချေကဉာဏ်မျက်စိပွင့်ပြီးသူအထက်တန်းစားအနည်းငယ်များသာဖတ်ကြဖို့ရှိသည်၎င်းတို့နှင့်တဝက်ခန့်မှလည်းပဲအင်္ဂလိပ်သတင်းစာကိုဖတ်ကြလေရှိသည်သတင်းစာထုတ်ဝေသူ၏ရွယ်ချက်သည်မတိမလိမ္မာသောတောသူတောင်သားများကိုတတ်သည့်နားလည်အောင်တင်ပြဖို့ဖြစ်သည်၎င်းတို့စာမတက်ဖဲမနေနိုင်အောင်အနေနဲ့ဖုံဖုံကြော်ညာညံကိုသုံးပြရမည်ကိုယ်စားလှယ်များကိုလွှတ်၍သတင်းစာဖတ်စေခြင်း၏အကျိုးကျေးဇူးကို၎င်းအဘယ်လောက်ပြောစရာကောင်းသည်ကို၎င်းဟောပြောရမည်ဖတ်၍လည်းပြောရမည်တောရက်ရှိကျောင်းဆရာများသည်၎င်းတကြီးများသည်၎င်းရဟန်းတော်များသည်၎င်းထိုအကြောင်းကိုဟောပြောအပ်ကြလေသည်ထူးပေစမ်းပေဤလောကကြီးသည်ထူးတွေစမ်းပြသောအရာတို့သည်ရေတွေ့မကုန်နိုင်သည်နှင့်အညီလူတို့သည်အစမ်းသက်ကိုကြိုက်ကြသည်ယောက်ျားများသည်လူမျိုးကွဲမိန်းမများကိုတတ်မှတ်တတ်သည်ဟုဥရောပတိုင်းသားများပြောကြလေသည်ဤစကားသည်ယောက်ျားအတွက်သာမဟုတ်မိန်းမအတွက်ဆိုလျင်လည်းပဲမှားမည်မဟုတ်ချေအကြောင်းမူကားလူတိုင်းစိတ်သည်အသက်ဆန်းအမျိုးမျိုးကိုကြိုက်နှစ်သက်သည်မှာယောက်ျားသာမဟုတ်မိန်းမများလည်းထို့တူဖြစ်ကြသည်ဤလောကကြီး၌ထူးထွေစမ်းပြသောအရာတို့သည်ရေတွက်ရမကုန်နိုင်အောင်များပြသည်ပထဝီမြေမျက်နှာပြင်၌ပင်တညီတည်းမရှိအနှိမ့်အမြင့်အပြန့်အကျယ်အဖုအထက်စသဖြင့်အမျိုးမျိုးအစမ်းတကျယ်ရှိကြသည်ကွင်းပြင်ကြီးကိုသာနေစဉ်မြင်၍နေတော်သူသည်ချောင်းပြောင်းတောင်ကမ်းတို့ကိုတောင်းတသည်ချောင်းပြောင်းတောင်ကမ်းတို့၌နေသူတို့သည်ကွင်းပြင်စိတ်ကမ်းတို့ကိုမြင်လျင်ခန္ဓာသည်ထင်မှတ်ရသည်ထို့သူမြို့နေသူများသည်လည်းတောကိုပြောစရာကောင်းသည်ဟုမှတ်ထင်ကြသည်တောနေသူသည်လည်းမြို့ကိုပြောစရာကောင်းသည်ဟုမှတ်ထင်ကြသည်အဝယ်စားအနေထိုင်အလုတ်ကိုင်းစသည်တို့၌လည်းထိုနည်းအတိုင်းဖြစ်လျာဤလုတ်ကိုလုပ်သူသည်ဟိုလုတ်လောက်ကောင်းမည်မထင်ဟိုလုတ်ကိုလုပ်သူသည်လည်းဤလုတ်လောက်ကောင်းမည်မထင်အဝက်ကိုလည်းတစ်မျိုးတည်းမဝက်နိုင်အစားကိုလည်းတစ်မျိုးတည်းမစားနိုင်လူ၏စိတ်သည်ထူးထွေစမ်းကြဲသောအပြောင်းလဲခြင်းတို့၌ကျင်လည်၍နေမှသာပျော်ရွှင်လျာဤလောကကြီးတစ်ခုလုံးသည်လည်းအမြဲပြောင်းလဲခြင်းဖြင့်သာဖြစ်ပေါ်တည်ရှိနေသောလောကကြီးဖြစ်သည်ထိုကြောင့်တွေကိုထောက်သောယောက်ျားများသာလူမျိုးကွဲများကိုတတ်မှတ်ခြင်းမဟုတ်မိန်းမများသည်လည်းပဲလူမျိုးကွဲယောက်ျားများကိုတတ်မှတ်ကြသောကြောင့်သာအများပြားလူမျိုးကွဲနှင့်ညားကြခြင်းဖြစ်လျာယောက်ျားများလူမျိုးကွဲကိုယူသလောက်မိန်းမများလည်းလူမျိုးကွဲကိုယူကြလေသည်အကြောင်းမူကားလူမျိုးကွဲယောက်ျား10ယောက်သည်မြန်မာမာများကိုယူရ၌မြန်မာမ10ယောက်သည်လည်းပဲလူမျိုးကွဲကိုယူကြလေသည်စိတ်သည်အစမ်းသက်ကိုကြိုက်နှစ်သက်သောလူ၏ဓမ္မရာစိတ်အရင်တိုင်းဖြစ်သည်ဒိုစိတ်ရင်အရလူမျိုးကွဲသာမဟုတ်ထူးခြားသောယောက်ျားထူးခြားသောမိန်းမတို့သည်လည်းပဲအခြားများစွာသောယောက်ျားမိန်းမများထက်ပုံမတတ်မှတ်ဆွဲလန်းတတ်သည်ဥပမာဆိုလျှင်ရုပ်ရည်အလှချင်းတူသောမိန်းမ2ယောက်နှင့်တယောက်ကဝက်ကြောင်တယောက်ကသီလရှင်ဖြစ်ချေကဒုနှစ်ယောက်ကိုမြင်ရသောယောက်ျား၏စက္ခုသည်တခါတရံဝက်ကြောင်မိန်းမထက်ပင်သီလရှင်ကတာသလိုလိုထင်ပြီးသီလရှင်ရူပေနာနှင့်တံဝါတကိစ္စကိုထူးကဲ၍ပြုတတ်ကြသည်ဒုနေ့တူစွာယောက်ျားချော2ယောက်နှင့်တယောက်ကဘိုးကေတယောက်ကယဟန်ဖြစ်လျင်လေမာတုကာမ၏စက္ခုသည်မဆိုင်သောအရာ၌ချွတ်မှားပြီးတခါတရံယောက်ျားချောလေးထက်ပင်ယဟန်ကရင်ဆဆရှိသလိုထင်ပြီးမတင်သောအရာကိုအာယုံပြုတတ်လေသည်ဤလိုဖြစ်ခြင်းသည်လူတော်ဝါတို့၏နီဝါကြောင်ကြားဖောက်ပြန်ခြင်းများသောစိတ်ကြောင့်ဖြစ်လျာခက်တာစန်းနာထူးတာတွေကမှကောင်းသည်ဟုမှတ်ထင်သောကြောင့်ဖြစ်သည်ပီမိုးနှင့်မျိုးချစ်စေပီမိုးနှင့်သည်တပိတ်မောက်ကြောင်သားဟောင်းလည်းမဟုတ်ချေမြို့သားလွတ်မြောက်ရေးအတွက်တီးတီးခြားခြားစာကဗျာတို့ကိုတစောင်းတစ်ဖွဲ့ရေးဖွဲ့ခဲ့သည်လည်းမထင်ချပေတို့ရတွင်ပီမိုးနှင့်ကိုအခြားမျိုးစစ်စရာမျိုးချစ်စာဆိုအမိခံသူများထက်
တာတော်တာမတာတော်မယောပဲစရင်သွင်းရပေလိမ့်မည်အဘဲကြောင့်ဆိုသောပီမွန်းနှင်းသည်မိမိမျိုးချစ်စိတ်ကိုဖော်ပြယုံသာမကအားပေးလှုပ်ဆော်ခဲ့သောအထောက်အထားများရှိသောကြောင့်ဖြစ်သည်1920ပြည့်နှစ်တွင်ဥပဖေဥပုနှင့်ဥထွန်းရှိန်တို့သည်မြန်မာလွတ်လပ်ရေးအတွက်အရေးဆိုရန်အမျိုးသားကိုယ်စားလှယ်တော်ကြီးများအဖြစ်ဖြင့်ဘီလတ်သို့ထွက်ခွာသွားရောက်ကြသည်တစ်ချိန်သွားရောက်ရ၌အရေးမပြီးသောအခါဒုတိယအကြိမ်ထပ်မံဆေလွတ်ရန်စီစဉ်ကြပြန်သည်ထို့သောသွားရောက်ရာတွင်ကုန်ကျစရိတ်ကိုအမျိုးသားများကစုဆောင်းထောက်ပံ့ကြပေရာဘီလတ်သွားရန်ရန်ပုံငွေအတွက်မျိုးချစ်ပုဂ္ဂိုလ်များကယုံဝင်ကြီးဖြင့်ပြသောပျော်ပွဲကြီးတစ်ရပ်ကိုရန်ကုန်မြို့ရွှေတကုံစေတီတော်အနောက်မုတ်ကွက်လက်ကြီးတွင်ဘာမာဒေးမြန်မာနေ့အဖြစ်ကျင်းပသည်ထိုအခါပီမွန်းနှင်းသည်ပတ်စံကြီးအမည်ကိုသာယူသေးရာထိုအမည်ဖြင့်ဘာမာဒေးပွဲတော်သို့တူငါစိတ်ဝင်စားစွာတက်ရောက်ခြင်းစိတ်ထက်သန်အောင်လှုပ်ဆော်သည့်အနေဖြင့်ဘာမာဒေးကိုဇက်ကြောင်းပြု၍ဝတ္ထုရေးသားထုတ်ဝေသည်ဝတ္ထုမှာဘာမာဒေးပွဲတွင်မောင်မယ်နူဖူးစာစုံကြပုံဇလန်းကလေးမျှဖြစ်လေသည်တို့ရတွင်ဝတ္ထုတစ်ပုံလုံးတွင်အမျိုးသားရေးတတိပေးနှိုးဆော်ချက်များကိုအကွက်စစ်စစ်ရေးသားကာဇာတိမှန်ကိုလှုပ်ဆော်ပေးခဲ့လေသည်ဘာမာဒေးဝတ္ထုတွင်ကိုယ်စားလှယ်တော်များအတွက်ဈေးလူတန်းကြရန်နှိုးဆော်ထားသည့်ဝတ္ထုအစ၌အောက်ပါတိထက်တစ်ပုဒ်ကိုတွေ့ရှိရသည်နွယ်ဝန်သာတိုးပွားဖို့မျိုးသားမြမာစ조사လို့ရှာကြသည်မြန်နဂရာပြည်လုံးခက်တမယနိုးကြပုံကိုအမျိုးသားကုံရှုလျက်စောင့်သုံးတိုင်းမြန်မာပြည်ဌာနီမှာကြေညာသည်ရှင်ပြုံးဝေတာလီထုံးသို့ကျင့်သုံးကြသူငါနုဝန်သာတရားရေးငယ်ကြောင့်ဘာမာဒီပြုလုပ်ဖန်ခါသုံးသားမင်းမဟာစကင်းမှာပြင်ကာပြုတ်ရန်ဖို့ရွှင်စွာခုနှမ်းမြို့အင်္ဂလန်လှမ်းဖို့လျင်မြန်ဒေလီကိတ်စရိတ်ခံသည်တိမ့်တိတ်ညံအောင်ပွဲတို့လေအိုဒေလီကိတ်စရိတ်ခံသည်အတိတ်ကံသာလူပေါ့လေထိုမြတာမကနေတန်း၌လည်းပဲမြန်မာမျိုးသားအပေါင်းတို့သည်ကောင်းသည်မွန်မြတ်သည်ဟု၍သူတော်ကောင်းတို့ချီးမွမ်းအပ်သောဒုက္ခတန်ခတာတမတ်တိဂုံတို့နှင့်အတော်ပင်ပြည့်စုံ၍လာကြသည့်အညီအမိမြန်မာအမျိုးသားတို့၏တိုးပွားကြီးမြင့်ခြင်းကိုအထူးလိုလားသောစန္ဒအာသာများထူးထူးခြားခြားပေါ်ပေါက်လာသောအားဖြင့်စသဖြင့်အမျိုးသားတို့ညီညွတ်ရေးကိုလိုလားအားပါရဖြစ်ပုံကိုဖော်ထုတ်ခဲ့ပေသည်ဒို့မှတပါအမျိုးသားပြည်တွင်ဖြင့်ရောဓမိန်နှင့်ပင်နီအင်ကြီးဝတ်ဆင်ကြခြင်းကိုအားပေးတိုက်တွန်းရှိကျူးရေးသားရနိုင်လေကိုမြမာပြည်ဖြစ်မှကိုတော့ဖြင့်နှစ်သက်တာပဲကိုဝက်တဲ့ရောအဆက်ဟာ9နှစ်လောက်ရှိတော်လဲပဲအသက်ဆက်ကဲ့သို့အသွေးအရာမပြတ်ဖဲရှိသေးတယ်နိုင်ငံခြားကလာတဲ့ပိုးဖဲအထည်တို့ကတော့ရုတ်တရက်မျက်စိပတာရမှာလှပတယ်လို့ထင်ရတော်လဲပဲတကယ်တမ်းရှင်ပြန်ပြီးဝတ်ကြပါစို့ဆိုတော့မြန်မာပြည်ပြများလို့မခိုင်ပဲတပွဲတို့နှစ်ပွဲတို့လောက်သာအသုံးကြပြီး1လ2လကြာရင်ပွဲမဝင်နိုင်လောက်အောင်အစဉ်အသွေးပြက်တာတွေများပါတယ်ဒါကြောင့်တို့မြန်မာရက်ကန်းအလုပ်ကိုမြန်မာလူမျိုးများကအင်မတန်အားပေးကြဖို့ကောင်းပါတယ်စသဖြင့်ရေးသားလေသည်ထိုစကားများသည်လည်းပဲယခုအခါတာမန်စကားမျှသာဖြစ်နိုင်တော်လည်းပဲအိန္ဒိယနိုင်ငံ၌မဟာတမဂန္ဒီ၏အိမ်တွင်းလက်မှုလုပ်ငန်းအားပေးကြိုးပမ်းမှုနှင့်ခက်ပြိုင်လျက်ဝန်တာနုအရှိန်တက်ခါစတွင်ထိထိရောက်ရောက်သွေးနှိုးနိုင်ခဲ့သောစကားလုံးများဖြစ်သည်ထိုစဉ်အခါကဇတ်တပင်နှင့်စာပေမှာပြည်သူ၏စိတ်ဓာတ်အယူအဆကိုကြီးမားစွာခြေလှယ်နိုင်သောကာလဖြစ်သည်ကိုလည်းနှလုံးသွင်းရမည်ထိုဘာမာဒေးဝတ္ထု၌ပင်ယခုလိုညီညီညွတ်ညွတ်နဲ့အမျိုးသားကိုစောင့်ရှောက်လိုတဲ့စန္ဒအားကြီးကြောင်းဘာမာဒေးပွဲတော်ကြီးကတက်သေးခံနေဆိုတာဒေါ်တော်ညံမှာထင်မြင်မိပါရဲ့လားဟု၍၎င်းယခုမြန်မာများဟာကိုအမျိုးကိုဘယ်လောက်ချစ်တယ်လဲဆိုတာဘာမာဒေးပွဲတော်ကြီးမှာပါသမျှငွေကိုနှမျောမမတ်ဖဲရက်ဆက်သုံးဆွဲဝယ်ချမ်းခြင်းအပြင်ချီးမြှင့်ကြတာတကယ်ကိုချစ်ခင်ကြလို့မဟုတ်လားဟူ၍လည်းပဲပါလေသည်ကိုနိုင်ငံကိုအုပ်စိုးရအောင်လို့တာမယနှင့်စီးပွားဥစ္စာလုပ်ငန်းဆောင်တာတွေထားခဲ့ပြီးဒုက္ခအမျိုးမျိုးကိုခံစားရတာကိုသိခံပြီးသွားကြတဲ့ဒေလီကိတ်သုံးသားတို့သည်လည်းပဲတို့မြန်မာလူမျိုးတို့ကများကြီးကျေးဇူးတင်ထိုက်ကြောင်းကျမကထောက်ခံပြီးပြောချင်ပါတယ်ဟူ၍၎င်းဘာမာဒေးပွဲတော်ကြီးကိုတွေ့မြင်ရကြတဲ့ကကျမအသက်နဲ့ကိုခန္ဓာကိုအခြားနေရာအသုံးမချပဲမြန်မာပြည်အမျိုးသားတို့အတွက်အသုံးချဖို့ရာစိတ်ကိုတခါတည်းပိုင်းဖြတ်ပြီးထားပါတယ်ဟူ၍၎င်း
ကံမဏီကရသမျှအမျက်ငွေထုတ်ဝက်ကိုမြန်မာပြည်ကြီးပွားရေးရန်ပုံငွေတဲ့တချို့ထည့်ပြီးတချို့ကိုလည်းပဲစင်းရဲတဲ့မြန်မာအမျိုးသားကလေးများပညာသင်ကြားနိုင်ရန်အင်္ဂလိပ်မြန်မာနှစ်ဘာသာကျောင်းကြီးမာတီပြီးစောက်ချင်ပါတယ်ဟူ၍၎င်းအော်မြန်မာမြန်လဲမြန်ရဲ့မာလဲမာရဲ့မြန်မာဆိုသည့်အတိုင်းကန်စာတာအရှိန်တင့်တော့တိမ်အမြင့်လာဆန်းတဲ့ကဲ့သို့ပထမတန်းစင်းတင်မှုလင်းထင်ယခုဘက်ကာဖြင့်သူ့ထက်ငါနိုးကြပြီးမြို့သားတွေတကူထောက်ပြီးတော့တမိုးအောက်ကဘာတခွင်မှာရာဇဝင်ပြောင်လှပေါ်ဟူ၍၎င်းယုံဝင်ခကလေးပဲဆိုတို့ကြေးလဲနဲပါရဲ့သို့တော်လည်းပဲနဲသည်ဖြစ်စေများသည်ဖြစ်စေဝင်သာနုရခိတသဘောမျိုးကိုအမျိုးသားစောင့်ရှောက်သောအရေးဖြင့်အားပေးချိမြောက်အမှန်ရောက်ထိုက်တဲ့ပွဲကြီးဖြစ်ပေတယ်ဟူ၍၎င်းကိုယ်တိုင်အုပ်ချုပ်ဖို့စခန်းနဲ့ home rule ဆိုတဲ့အောင်လံပန်းကိုစင်မြန်းဖို့ရည်ရွယ်ပတနာနှင့်အညီညာသူ့ထက်ငါအားထုတ်ကြလေတော့အခြားအဟုတ်ကြီးဝါဖို့နမိတ်ပေတကားဟူ၍၎င်းသွေးနိုးသောစကားများရေလာမြောင်းပေးသွေးဆောင်လန်းပြသောစကားများသုံးသက်ဝေဖန်ပြသောစကားများဖြင့်အမျိုးသားရေးတွင်ထိထိရောက်ရောက်ပါဝင်ခဲ့လေသည်ထိုအချိန်ကသတင်းစာများတွင်ပိုက်ဆံကြီးအမည်ဖြင့်လေးပွေအမည်ဖြင့်ရေးသားခဲ့သောစောင်းပါးများတွင်လည်းပဲအမျိုးသားရေးလှိုးဆော်ချက်များကိုတွေးရှိနိုင်သောကြောင့်ဖြစ်လေသည်ထို့ကြောင့်ပီမိုးနှင်းကိုမျိုးချစ်ပုဂ္ဂိုလ်ကြီးဟုခေါ်ဆိုနိုင်ပေသည်ပီမိုးနှင်းနှင့်ကဗျာပီမိုးနှင်းသည်ကဗျာဆရာကြီးတူဖြစ်သည်ဟုဆိုလျင်ယုံကြည်ကောင်းမှယုံကြည်ကြပေလိမ့်မည်တို့ရတွင်ပီမိုးနှင်းကိုယ်တိုင်၏အထုပ်ပတ်တိတွင်ဝန်ခံထားသည့်အတိုင်းမူလကကဗျာဆရာသာဖြစ်လေသည်ကဗျာရေးခြင်းဖြင့်လက်တွေ့အကျိုးကျေးဇူးတစုံတစမရှိသဖြင့်ဝတ္ထုဆောင်ပါရေးသားသည့်ဘက်သို့ကူးပြောင်းခဲ့ခြင်းဖြစ်သည်ပီမိုးနှင်းသည်မိခင်၏နောက်အိမ်တော်ဦးမြို့ထံတွင်မြန်မာစာကိုလေးလာသင်ကြားရမှမြန်မာစာနှင့်ဆက်ဆက်နေသောကဗျာကိုလည်းပဲသင်ယူတက်မြောက်သည်ထို့ကြောင့်ပတ်ဝန်းကျင်တာယာကြည်နူးပွဲကောင်းသောတောလက်နေကျေးရွာများတွင်နေထိုင်ရစဉ်ကဗျာတိုထွာများကိုသာရေးသားခဲ့မှုကြောင့်အထုပ်ပတ်တိတွင်တွေ့ရှိရသည်ဒုက္ခအခါကသတင်းစာများတွင်လည်းပဲကဗျာလင်္ကာများပါရှိသည်အက်ဒီတာများသည်ကဗျာတက်မြောက်သူများဖြစ်၍ဒုက္ခကဝတ္ထုများတွင်လည်းပဲကဗျာညှက်၍ရေးသားလေရှိကြသည်ထို့ကြောင့်လည်းပဲမိမုန်၏ဘာမာတိဝတ္ထုတွင်ကဗျာများထည့်သွင်းဆက်ဆိုရေးသားသည်ကိုတွေ့ရှိရသည်ထပ်မံကြေညာထားသောဘာမာတိကြီးဝတ္ထုတွင်လည်းပဲကဗျာလင်္ကာများညှက်ပါမည်ဖြစ်ကြောင်းဖော်ပြထားလေသည်မိမုန်သည်ကဗျာများကိုဆက်ဆိုခဲ့သည်မှာထင်ရှားတော်လည်းပဲထိုကဗျာများကိုတီးခြားမတွေ့ရတော့ပေတွေ့ရှိရသမျှကိုလည်းပဲလေးလာလျင်ကဗျာညံထွန်းတောက်သူတယောက်ဖြစ်ကြောင်းသိနိုင်သည်ကဗျာများပြားမကျွမ်းမကြံခြင်းမှာကဆရာကြီးကိုယ်တိုင်ကပင်လိုလားစွာစာတစ်စောင်တစ်ဖွဲ့ပြုစုလိုရင်းမရှိခြင်းကြောင့်ဖြစ်စေဆရာကြီးသည်ဝတ္ထုဆောင်ပါစသောစကားပြေအရေးသားပဲ၌ထင်ရှားပေါ်လွင်လွန်းသဖြင့်ငယ်ရွယ်စဉ်ကကဗျာများကိုဖုံးအုပ်သွားခြင်းကြောင့်ဖြစ်စေဖြစ်နိုင်ပေသည်တွေ့ရှိရသောကဗျာများတွင်ဘာမာတီဝတ္ထု၌ပီမိုးနှင့်မျိုးချစ်စိတ်အခန်းတွင်ဖော်ပြထားသောကဗျာတစ်ပုဒ်အပြင်အောက်ပါလေးကျိုးတစ်ဖြန်းကိုတွေ့ရသည်မကြာမီရောင်ကြီးထွန်းလို့ပမြမပြည်အောင်စီရှုံးချိန်မှုအိုးကွယ်တောင်တီကျုံးပွေလက်ရာအော်စမ်းမမေးခဲ့ပါဘူးစာတန်းရေးလောက်ပေသည်မြို့အလွမ်းနဲ့ဆွေးရပါတော့မန္တလေးရတနာဘုံတေမှုဘုံကြာရှိပလင်မြင့်မာလအစုံစွာကြီးတပင်တင့်စင်ကအခွင့်တော်ခါရောက်ကြတော့တဘာချီမြမာတွေလဲမောက်မာခဲ့ကြသဘောသမိတမြညံမျောကားပြည်တခြားအလံတော်အောက်တွင်မှထွန်းတောက်ချိန်ခါတန်သမို့မကြာမြန်ဂုံရှမ်းကဘာကြွားရန်တို့တကုံဟန်တာဘုံမန္တလာတလွားတွင်ဖြင့်အော်အများထကြွတိကြမလျော့ထင်အားကြသူငါလွမ်းစရဲရှိစန်းထချိန်ခါနီမို့မြန်ပြည်ဌာနီနမ်းမာလတဘာကြီးဖျားစီရှမ်းပါလို့နှလုံးနှူးဖို့စောင်းပြန်မှာဟုံယူအောင်လံပန်းကိုလရှင်လန်းစွာဆင်မြန်းကအဖော်တရဲငယ်တို့တကြောကြောပျော်နှွဲရအောင်အော်ပွဲရမလားရဲ့လို့ကျဲသမျှအများသာပအမေမင်းခဲကြပါတကားထိုမြတာမကားသည်ပြည်သူတို့အားညွန်ပြဩဝါဒပေးသည့်စုံမစာလင်္ကာတန်ပေါက်များကဲ့သို့ခက်မိသောစုံမတန်ပေါက်များကိုရေးသားခဲ့ရတွင်တန်ပေါက်ချုပ်ကိုအောက်ပါအတိုင်းတွေးရှိရသည်ဖြစ်လေသည်တရုတ်ကလားတထေးများမျိုးကားဝါနေစာအကြံသိမ်းမွားမြမများ
ကညာမိုးစို့သာအကြံမမီညံသေးလီဒုပြည်သူအောင်မှာအကြံသေးနှုတ်ညံတက်ငုတ်စုပ်စုပ်မျိုးဖို့ရာရမြက်ရကောင်းမရွေးရှောင်းရာချောင်းမြတ်ဥစ္စာရပြန်တွက်ကိမ့်မှန်မှတ်ရန်မြဲမကွာအတွက်ရှိမှအမျက်ရလာဘတီချောင်းသာအတွက်မသိစီးမရှိဖြစ်မည်ဒုက္ခိတာအရှာတက်ကထားတက်မှဒနလက်ဝဲကြာ1962ခုနှစ်ဧပြီလ9ရက်နေ့တွင်ထုတ်ဝေတဲ့ဗန္ဓုလဂျာနယ်မှာတွေ့ရတာဖြစ်ပါတယ်။ဒီရင်ပဲဇိုင်းပီမိုးရဲ့အာဂလူဝတ္ထုကပြီးသွားပါပြီ။နောက်ပိုင်းနေမှာတော့သူ့ရဲ့ကြော်ကြားခဲ့တဲ့ဝတ္ထုတွေကိုညွှန်းထားတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။အဲ့ဒါတွေတော့မဖတ်ပြတော့ပါဘူး။ကျေးဇူးတင်ပါတယ်။